မှာပါမင်းကောင်းတာလို့ရင်ကောင်းတဲ့ကြိုးခံစားရမှာမင်းကြောင့်ကိုချွေခဲ့ရတဲ့သူတွေမင်းကြောင့်ပူဆွေးရတဲ့သူတွေတတိတန်ပါကံစနေတီလို့ဖျားဟောခဲ့တာတူတော့ကြိုးပေးမှာပါတရားတော်တွင်လဲလိုက်နာပါတရားဟောခဲ့တဲ့ကြံကန်တွေလဲလေးလာပါတခုတော့ပြောခြင်းနဲ့တခုတော့မှာခြင်းတဲ့မင်းသေးရင်မင်းနောက်မှာကုသိုလ်နဲ့အာကုသိုလ်ဒီတခုပဲပါမှာပြန်လာမှာပါမင်းကောင်းတာလို့ရင်ကောင်းတဲ့ကြိုးခံစားရမှာမင်းကြောင့်ကိုချွေခဲ့ရတဲ့သူတွေမင်းကြောင့်ပူဆွေးရတဲ့သူတွေတတိတန်ပါကံစနေတီလို့ဖျားဟောခဲ့တာတူတော့ကြိုးပေးမှာပါတရားဟောခဲ့တဲ့တရားတော်တွင်လဲလိုက်နာပါတရားဟောခဲ့တဲ့ကြံကန်တွေလဲလေးလာပါတခုတော့ပြောခြင်းနဲ့တခုတော့မှာခြင်းတဲ့မင်းသေးရင်မင်းနောက်မှာကုသိုလ်နဲ့အာကုသိုလ်ဒီတခုပဲပါမှာပြန်လာမှာပါမင်းကောင်းတာလို့ရင်ကောင်းတဲ့ကြိုးခံစားရမှာမင်းကြောင့်ကိုချွေခဲ့ရတဲ့သူတွေမင်းကြောင့်ပူဆွေးရတဲ့သူတွေတတိတန်ပါကံစနေ